state ပေါ်မှာသတို့သားလောင်းအရှိဒူးထောက်ပြီးကိုကျမကိုလက်ထပ်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီးပြောခဲ့တဲ့တီအာရာအဖွဲ့ကိုဖျက်ဆီးခဲ့သူဟွာယောင်းဟုတ်ပါတယ်ခင်ဗျာပန်းနူသွေးကာရိုက်တာနဲ့ဒရာမာခင်းတဲ့နေရာမှာဆီယာမာကြီးဆိုတဲ့အတိုင်းအခုလေလူတိုင်းရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်တီအာရာကိုဖျက်ဆီးခဲ့သူအဖွဲ့ဝင်ဟောင်းဟွာယောင်းဟာ DJ စင်မြင့်ထက်မှာပဲသူ့ရဲ့သတို့သားလောင်းကိုဒူးထောက်ပြီးတော့ propose လုပ်လိုက်လို့လူကြားအံ့အော်မြင်တဲ့သွားခဲ့ကြရပါတယ်ဟုတ်ပါတယ်ခင်ဗျာမကြသေးခင်ကပြုလုပ်ခဲ့တဲ့ DJ ဖျော်ဖြေပွဲတစ်ခုမှာတင်ဆက်နေရင်းနဲ့ဟွာယောင်းကကျမအားတင်းစရာတခုပြင်ဆင်ထားပါတယ်ကျမရဲ့သတို့သားကိုစင်မောတက်ခဲကိုဖိတ်ခေါ်လိုက်ရမလားဆိုပြီးတော့ပရိသတ်တွေအရှိမသူ့ရဲ့ယောက်ျားကိုတရားဝင်ပွဲထုတ်လိုက်တာပါသတို့သားလောင်းရဲ့အရှိမတဲ့ဟွာယောင်းကဒုတစ်ဖက်ထောက်ချလိုက်ပြီးပန်းစည်းကိုကန်ပေးကကိုကျမကိုလက်ထပ်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဟွာယောင်းဆိုတာ TRF fan Queens တွေနဲ့ K-pop fan တွေအတွက်တော့ဒီနာမည်ကဘယ်တော့မှမေးလို့မရနိုင်တဲ့မကျစ်သေးတဲ့ဒဏ်ရာတစ်ခုပါပဲခင်ဗျာ2012ခုနှစ်မှာဖြစ်ခဲ့တဲ့ bully scandal ကြောင့်အောင်မြင်မှုထိပ်ဆုံးကိုရောက်ရှိနေတဲ့ TRF ရဲ့ career တစ်ခုလုံးကမောက်ကမဖြစ်ပြီးတော့မတရားဆွဆွဲပြစ်ပယ်ခံခဲ့ရတာပါဟုတ်ပါတယ်အဲ့ဒါကအခုဟွာယောင်းဆိုတဲ့သူမကြောင့်ပါနောက်ပိုင်းရောက်ခါကြမှာအမှန်တရားကပေါ်လာပြီးဟွာယောင်းတို့ညီအမရဲ့လှုပ်ဆက်တွေဝန်ထမ်းတွေကိုအနိုင်ကျင့်ခဲ့တဲ့အပြုအမူတွေပေါ်လာခဲ့ပေမဲ့ဆုံးရှုံးသွားခဲ့တဲ့ TRF ရဲ့အချိန်တွေနဲ့အောင်မြင်မှုတွေကတော့ပြန်မရနိုင်ခဲ့ပါဘူးခင်ဗျာတခြားအမှုပညာရှင်တွေနဲ့ TRF member တွေရဲ့မင်္ဂလာပွဲတွေဆိုရင်ပြည်တွင်းပြည်ပကပြည်သက်တွေရောတနိုင်ငံလုံးအတိုင်းအတာအထိဟုံကျော်ဂုဏ်ပြုခံခဲ့ရပေမဲ့အခုသူ့မင်္ဂလာဆောင်မှာတော့ချီကျူးထောပနာပြုမဲ့သူတကူးတကမရှိတဲ့အတွက်အခုလိုမျိုး attention ရအောင်လုပ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာတီအာရာကိုတနိုင်ငံလုံးကမုံတီအောင်လုပ်ခဲ့တဲ့ပန်းနူတွေအဖွဲ့ဝင်ဆိုတာသူပါသူ့နာမည်ကဟွာယောင်းပါဟွာယောင်းဟာတောင်ကိုရီးယားမိန်းကလေးအဖွဲ့တီအာရာအဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီးအဖွဲ့ကိုပျက်စီးအောင်လုပ်ခဲ့တဲ့အဓိကတရားခံမဲ့ဖြစ်ပါတယ်ခင်ဗျတီအာရာဟာ2009ခုနှစ်မှာပွဲဥထွက်ခဲ့ပြီးတော့ Poppy Rolly Polly Day by Day စတဲ့နာမည်ကြီးသချင်းမြောင်များစွာထည့်ရှိခဲ့တဲ့ legendary group ကြီးပါခင်ဗျအဲ့ဒီအချိန်တုန်းကတီအာရာအဖွဲ့ရဲ့လူတီများမှုနဲ့လွှမ်းမိုးမှုဟာထိပ်တန်းအဖွဲ့တွေဖြစ်တဲ့ One Gas Generation 2&1တို့ကိုတောင်းပါပဲအပြတ်ဟဲနိုင်တဲ့အထိထိပ်တန်းမိန်းကလေးစရင်မှာပါဝင်နိုင်ခဲ့ပါတယ်ခင်ဗျအဖွဲ့ကိုဖျက်ဆီးခဲ့သူဟွာယောင်းဟာငယ်စဉ်ကတည်းကမင်းသမီးဖြစ်ချင်ခဲ့တာပါသူမမှာဟျိုယောင်းဆိုတဲ့အမွာအမှားလဲရှိပြီးတော့အမဖြစ်သူရဲ့ casting အချိတ်ဆက်ရရာကနေတရားရရဲ့ company စီကိုသူမပါလိုက်ပါအဆက်သွယ်ရပြီးတော့အဖွဲ့တဲကိုဝင်ခဲ့တာပါခင်ဗျကုမ္ပဏီဘက်ကဖျော်ဖြေရေးလောကတွေကိုချက်ချင်းပဲတရားရရဲ့ rapper အဖြစ်ရုပ်တရက်ထည့်သွင်းပေးခဲ့ပါတယ်သူမဟာအောင်မြင်နေပြီးသားတရားရအဖွဲ့တွေကိုရုပ်တရက်ရောက်ရှိလာတာကြောင့်တခြားသူတွေပြင်ဆင်ထားတဲ့ထမင်းဝိုင်းမှာဇွန်ဘဲလာတင်လိုက်တယ်လို့မျိုးလုပ်ခဲ့ပါတယ်ခင်ဗျအဖွဲ့ရဲ့အငယ်ဆုံးနေရာနဲ့အွန်ဂျာရဲ့ rap ပိုင်းတွေကိုလူယူသွားတယ်ဆိုပြီး anti fan တွေအများကြီးရရှိလာခဲ့ပြီးစဝင်လာခဲ့တဲ့ကသူမကိုမကြိုက်တဲ့ break သက်တွေကများနေခဲ့ပါတယ်။အစာပိုင်းမှာ TRF တဲ့ကိုဟွာယောင်းကိုထပ်ထည့်လိုက်လေ TRF ရဲ့မူလ member 6ယောက်ရဲ့အစာကလေးကရရှိနေပြီးတော့အောင်မြင်မှုအရှိန်အဝါနဲ့ TRF ကတော့ TRF ပါပဲဆိုတဲ့အတိုင်းဘယ်သူမှတားဆီးလို့မရအောင်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးတွေကိုထပ်မံပြီးတော့ရရှိနေခဲ့ပါတယ်ခင်ဗျာ။အဲ့ဒါလုံးနဲ့မကြပါဘူးခင်ဗျာ။အဖွဲ့ဝင်ဟွာယောင်းဟာအဖွဲ့ထဲမှာ fan base အနည်းဆုံးလေးဖြစ်ခါတခြား member တွေပြည်သက်အများကြီးရရှိနေတာကိုသူမကမနာလို့ဖြစ်ပြီးတော့2012ခုနှစ်ဇူလိုင်လမှာတော့ TRF ဖျော်ဖြေပွဲတစ်ခုမှာဟွာယောင်းက6ယောက်တန်ရရသွားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ drama king ကဖျော်ဖြေပွဲမှာပါဝင်ခဲ့ပဲနေခဲ့ပါတယ်ခင်ဗျ TRF ကသူတို့ရဲ့ကဘာပတ်တော့အတွက် rehearsal တွေစောင့်ချက်တွေလုပ်နေရင်စောင့်နေတဲ့အချိန်သူမကရုတ်တရက်နေမကောင်းမှုဟုဟန်ဆောင်ကနေခဲ့ပါတယ်အဲ့ဒီလိုနဲ့တရားရဖွဲ့ဝင်တွေဟာပထမ၄ကျင်ပြီးသား9ယောက်စာကောက်ွက်တွေကို6ယောက်နဲ့ပြန်ညှိရတော့နှစ်ခါပင်ပန်းခဲ့ရပါတယ်ခင်ဗျအဲ့ဒါကြောင့်တရားရဖွဲ့ဝင်တွေဟာ Twitter ပေါ်မှာလူတယောက်ရဲ့စ조사ခြင်းစိတ်ခွာခြားချက်ဆိုတဲ့ status တွေနဲ့အတူတူဟွာယောင်းကိုပွဲစီကိုအမြန်လာဖို့ခေါ်တဲ့ရည်ရွယ်ချက်တွေနဲ့တင်ခဲ့ကြပါတယ်အဲ့ဒါကိုလူတွေကဟွာယောင်းကို TRF member တွေကဝိုင်းပြီးတော့အနိုင်ကျင့်နေတယ်ဆိုပြီးတော့ကောက်ချက်ချကအင်တာနက်ပေါ်မှာအကြီးအကျယ်သတင်းတွေလွှင့်က TRF ကို boycott လုပ်ခဲ့ကြပါတော့တယ်ခင်ဗျာအဲ့ဒီလိုနဲ့ TRF အဖွဲ့ဟာလည်းသူမကြောင့်ထိပ်တန်းအဖွဲ့စင်းရင်ကနေတခဏအတွင်းမှာပဲပြုတ်ကျသွားခဲ့ရပါတယ်ခင်ဗျာတကယ်တမ်းတော့ဟွာယောင်းဟာတနာစရာတားကောင်အဖြစ်ဟန်ဆောင်ကောင်းတဲ့သူတူဖြစ်နေခဲ့တာပါအဲ့ဒီဖျော်ဖြေပွဲမတိုင်ခင်ဆေးရုံမှာဆေးဆက်ချက်တွေအရာသူမခြေထောက်မှာဘာပြဿနာမှမရှိဘူးလို့ဆရာဝန်ကိုယ်တိုင်ကဆိုလိုက်တာပါဒါပေမဲ့သူမကဆေးရုံတစ်ခုမှာကြောက်ပတ်တီသွားပတ်ပြီးတော့ခြေထောက်နာကျင်အောင်ဆောင်ခဲ့ပါတယ်ကားထဲမှာဆိုရင်တော့ကြောက်ပတ်တီကိုဖြုတ်ထားပြီးသတင်းတောက်တွေအရှိရောက်ရင်တော့မန်နေဂျာကိုတွဲပေးဖို့တောင်းဆိုခဲ့တယ်လို့ stat တွေစီကနေထွက်ဆိုထားတာကြားရပါတယ်ခင်ဗျာဒါပြီးတခြားအဖွဲ့ဝင်တွေဖျော်ဖြေပွဲအတွက်အပြင်းအထန်လေ့ကျင့်နေချိန်မှာသူမဟာဟိုတယ်မှာနေပြီးတော့လက်သက်အလှပြန်သွားလုပ်ချင်တယ်လို့ဆိုပြီးတရားရရဲ့ rehearsal နေရာကိုလုံးဝကိုမသွားခဲ့ပါဘူးခင်ဗျာအဲ့ဒီလိုမျိုးသူမဟာဖျော်ဖြေပွဲကိုမလာတဲ့အတွက်တခြား TRF အဖွဲ့ဝင်တွေဟာတချင်း10ပုတ်ကျော်ရဲ့ကောက်ွက်နေရာတွေကို2နာရီအတွင်းအမြန်ပြင်ဆင်ခဲ့ရပြီးတော့ rehearsal အချိန်ဟာလည်း7နာရီအထိကြာမြင့်သွားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျနောက်တစ်ချက်ကတော့အဲ့ဒီကောင်မဟာ stat တွေပေါ်မှာရိုင်းဆိုင်စွာပြုတ်မှုတဲ့အမှုပါ
ဝါယောင်ဟာသပင်အလှပြင်ဆိုင်ကစတက်တွေကိုလူလိုမဆက်ဆံမဲ့ရှမ်ပူလို့ခေါ်ပြီးတော့နှိပ်ချဆက်ဆံခဲ့ပါတယ်တဲ့အဲ့ဒီတော့ကစတက်တွေဟာဆိုရင်စိတ်တန်ရာအကြီးအကျယ်ရပြီးတော့အလုပ်တွေထွက်သွားခဲ့ရတဲ့အထိပါတခါတုန်းကလည်းရုပ်တံရိုက်ကူးရေးမတိုင်ခင်နားနေကမ်းမှာအိပ်ပျော်နေတဲ့ဟွာယောင်ကိုမန်နေဂျာတွေနဲ့အဖွဲ့ဝင်ဟျောမင်တို့ကနှိုးပြီးတော့စင်မော်တက်ဖို့ပြောတဲ့အခါမှာဟွာယောင်ကဆဲဆိုဒေါသထွက်ခဲ့ပါတယ်ဒါကိုအငယ်ဆုံးအဖွဲ့ဝင်ဂျီယွန်းကဘာဖြစ်လို့ကိုယ့်ထက်ကြီးတဲ့ဟျောမင်အုံကြီးကိုရိုင်းရိုင်းဆိုင်ဆိုင်ပြောရတာလဲဆိုပြီးတော့ဝင်ပြောပေးတာကိုအားယောင်ကဂျီယွန်းကိုပါရိုင်းဆိုင်စွာရန်စခဲ့ပါတယ်အဆိုးဆုံးကတော့မျိုးဆက်ဘက်ဓာတ်ရိုက်ထုတ်လက်မှုအစီအစဉ်အကြီးအတွင်းမှာဟွာယောင်ကစင်မော်ကိုမတက်တော်ဘူးဆိုပြီးတော့ရုတ်တရက်ထွက်သွားခဲ့ပါတယ်အိမ်ပြန်လမ်းမှာတော့တရင်တောက်တွေနဲ့ပြိတ္တတွေရှေ့မှာဂျိုင်းတောက်ကိုတမင်လွှတ်ပြပြီးတော့ဟန်ဆောင်လဲကြပြခဲ့ကဒါကိုထိမ့်ပေးဖို့စူးစမ်းနေတဲ့မန်နေဂျာကိုလူအများကြီးရှေ့မှာရိုင်းဆိုင်စွာအော်ဟဲ့ချင်းချောက်ခဲ့တယ်လို့မျိုးဆက်ဘက်မှာတွေးခဲ့ရတဲ့သူတွေကတက်တည်ဆိုလာကြပါတယ်ခင်ဗျာ